Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့မိုးအေးလေးနဲ့ရခိုင်မုတ်တီချက်တောက်မှာပေါ့နော်ရခိုင်မုတ်တီချက်တောက်တော့ညီမလေးတယောက်ကလည်းရခိုင်မုတ်တီဘယ်လိုချက်ရလဲတဲ့သူ့ကိုချင်းလေးပြောပါဆိုတော့တတိယသွားလို့တခါလေးဗီဒီယိုလေးရိုက်ထားတာပေါ့နော်တယောက်နဲ့တယောက်ကတော့ချက်ပုံမတူကြဘူးပေါ့ကွအမကတော့အဲ့လိုမျိုးငါးကိုတခါလေးနဲ့သားချုံမုံကိုပြီးတခါလေးနဲ့ပြီးတော့ဗရဲကောလေးပါတခါလေးတပြားရိုက်ပြီးတော့အဲ့လိုမျိုးခါတဲ့နယ်ပြုတ်ထားပါတယ်ငါးလေးကိုနယ်ပြုတ်ထားတဲ့အချိန်မှာအမငရုတ်ကောင်းရဲ့ကျွတ်တုံပြည့်ကိုထောင်းထားပါတယ်ပေါ့နော်ငရုတ်ကောင်းကိုလှော်ပြီးထောင်းလို့ရှိရင်ပို့ပြီးတော့မှုပါတယ်ရှင်အမကတော့ဒီငရုတ်ကောင်းဟိုကအချင်းသိမ့်မရှိတော့ဆိုတော့လေမလှော်ဘူးဒါပေမဲ့အစိမ့်လေးရတယ်ပေါ့နော်အစိမ့်လေးရတယ်ဒါပေမဲ့လှော်ကြိုက်လို့ရှိရင်လည်းလှော်လို့ရှိရင်ပို့ပြီးတော့မှုပါတယ်ငရုတ်ကောင်းနဲ့ကျွတ်တုံပြည့်ထောင်းထားပါတယ်ဟုတ်ပြီအမှငါးလေးတွေကရပြီဆိုလို့ရှိရင်အမတို့ငါးလေးတွေဆဲထိုက်မှာပေါ့နော်ငါးလေးတွေဆဲပြီးတော့ငါးကိုအယိုးထွင်ထားပါမယ်ရှင်ငါးလေးတွေအယိုးထွင်ထားပါမယ်အမတို့ငါးတွေရုပ်ထွင်ပြီးသွားပြီဆိုလို့ရှိရင်အမဒီရေကိုပြန်သုံးမှဖြစ်တဲ့အတွက်စောစောကဒီရေကိုသုံးမှဖြစ်တဲ့အတွက်ငါးကိုတခြားတန့်နေအောင်စစ်ထားတာပေါ့နော်ငါးကိုဒီရေ3လေးဓာတ်နဲ့တခြားပြောင်းတန့်နေအောင်စစ်ထားပါတယ်အဲကြောင့်မလို့ဒီရေလေးနဲ့ပဲပြန်သုံးပါတယ်ပေါ့နော်ရေထပ်ထည့်ပြီးတော့အမတို့ခဏလောက်တည်ထားပါမယ်ရှင်ဒီပုတ်ပွက်ဆူအောင်တည်ထားမယ်ပေါ့နော်ဟိုရေပုတ်ပွက်ဆူလာပြီဆိုလို့ရှိရင်စောစောထောင်းထားတဲ့ငရုတ်ကောင်းရဲ့ငါးရယ်ကိုထည့်လိုက်ပါမယ်ရှင်ငါးလေးငရုတ်ကောင်းလေးကိုတခါထည့်ပြီးတော့အမတို့အဖုံးလေးအုပ်ထားပြီးတော့ခဏစောင်းလိုက်ပါမယ်ပြီးလို့ရှိရင်အမတို့ပေါ့ငံမြည်ပြီးလို့ရှိရင်စားချုံမုတ်ထပ်ထည့်ပေါ့နော်ကိုလိုတလောက်ရတာလေးထပ်ထည့်ပြီးတော့စားလို့ရပါပြီရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်ကျမရဲ့ပေလေးကိုလည်း like and follow လုပ်ထားပေးကြပါဦးလို့အားလုံးပဲတတာ